ညီကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကီကနေကြိုဆိုလိုက်ပါတယ်မနေ့ကပေါ်တူဂီဂိုးအောင်နဲ့ဆိုရင်ကမ္ဘာဖလာအဖွင့်ပွဲ9ရက်သက်တိုင်းကျွန်တော်ရဲ့ညီကိုရီအဆင်ပြေခဲ့တာဖြစ်တယ်နောက်ပြီးတော့ TikTok မှာတင်တဲ့ free tick ကလည်းနောက်ဆုံး73ရက်သက်တိုင်းအရှုံးမရှိထားတာမို့ကျွန်တော်ရဲ့ free tick ကိုလိုက်ကစားတဲ့ညီကိုရီအနေဖြင့်အဆင်ပြေကြမယ်လို့မျှော်လင့်နေဒီနေ့မှာတော့ထုံးစံအတိုင်းပဲ TikTok မှာ free tick တစ်ပွဲပေးသွားမယ် channel ပွဲစဉ်တွေကနောက်ထပ်တစ်ပွဲပဲဖြစ်3သင်းမောင်းပဲဖြစ်ကိုတော့ကျွန်တော်ရဲ့ channel မှာတင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio ကတစ်ဆင့်ဝင်ကြည့်ပြီးတော့ကျွန်တော် channel ကို join ထားလို့ရတယ်ဒီနေ့ရွေးချယ်ပေးမဲ့ပွဲစဉ်ကတော့ချက်အသင်းနဲ့တောင်အာဖရိကအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်လက်ရှိချက်ရောတောင်အာဖရိကရောကအုပ်စုအဖွင့်ပွဲစဉ်မှာနှစ်သင်းလုံးရှုံးပွဲတွေ့ထားတာဖြစ်တယ်ချက်ကတောင်ကိုရီးယားကို2-1နဲ့ရှုံးထားတယ်တောင်အာဖရိကကမက္ကဆီကိုကို2-0ဆိုတဲ့ရလဒ်နဲ့ရှုံးထားတာဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိဒီပွဲစဉ်ကနှစ်သင်းသုံးအတွက်နောက်တစ်ဆင့်ကိုတက်ဖို့အရေးပါတဲ့ပွဲစဉ်ဖြစ်တယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ချက်ကိုကြိုက်တယ်ကျွန်တော်တောင်အာဖရိကကိုလုံးဝမကြိုက်ဘူး။ဘာလို့လဲဆိုတော့တောင်အာဖရိကအနေဖြင့် World Cup Qualification ပြီးတဲ့နောက်ကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာ2ပွဲပဲနိုင်ပွဲရထားတယ်။သူတို့နိုင်တဲ့2ပွဲကလည်းသူတို့ရဲ့ FIBA ranking အများကြီးနှိမ့်တဲ့ဇင်ဘာတွေနဲ့အန်ဂိုလာတို့အသင်းမျိုးကိုပဲဖြစ်တဲ့ကျန်တဲ့ပွဲစဉ်တွေမှာသူတို့အနေဖြင့်နိုင်ပွဲပျောက်ထားတဲ့အထူးသဖြင့်တောင်အာဖရိကအနေဖြင့်2026မှာကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာ6ပွဲလုံးရှုံးနိမ့်ထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့အမှန်လိုအပ်ချက်ရှိတာချင်းအတူတူချက်ကိုပဲသဘောကျမိတယ်ဘာလို့လဲဆိုတော့ချက်အနေဖြင့်ပြီးခဲ့တဲ့ပွဲစဉ်မှာတောင်ကိုရီးယားကို2-1နဲ့ရှုံးခဲ့တယ်ဆိုပေမဲ့အရင်တောင်ကိုရီးယားကိုသူတင်ကိုတင်ဆော့ပြီးမှရှုံးသွားတာဖြစ်တယ်အရင်တစ်ဖက်သက်ဆန်ပြီးရှုံးသွားတာမဟုတ်ဘူးနောက်ပြီးတော့ချက်အနေဖြင့်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာ6ပွဲဆုံးတိုက်စစ်က9ရခဲ့တယ်အဲ့ဒီထက်မှာသူတို့ရဲ့ FIBA ranking တာတဲ့တောင်ကိုရီးယားနဲ့ပွဲစဉ်မှာလည်း9ရတယ်ဒိန်းမတ်နဲ့ပွဲစဉ်မှာလည်း9ရခဲ့တာဖြစ်လို့လက်ရှိဒီအုပ်စုရဲ့အုပ်စုအချောင်ဆုံးလို့ပြောရမယ်တောင်အာဖရိကနဲ့ပွဲစဉ်မှာတော့ချက်အနေဖြင့်တေချာပေါက်နိုင်ဝဲရရှိသွားဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ချက်အနေဖြင့်အုပ်စုဒုတိယဒါမှမဟုတ်အုပ်စုအကောင်းဆုံးတတိယ8သင်းနဲ့ပါခြင်းတော့လက်ရှိဒီအုပ်စုရဲ့အားအနည်းဆုံးတောင်အာဖရိကနဲ့တွေ့တဲ့ပွဲစဉ်မှာမဖြစ်မနေနိုင်ဝဲရယူဖို့လိုအပ်နေတာဖြစ်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကမဖြစ်မနေနိုင်ဝဲရယူသွားမယ်ချက်ကိုကြိုက်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာတော့ညီကိုတို့အတွက် free tick ကိုချက်ဘော်ဒီကိုရွေးခဲ့ပေးခြင်းပါတယ်။အားလုံးပဲသားပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။